အားလုံးပဲမင်္ဂလာပါဒီနေ့သင်ခန်းစာကတော့ degrees of comparison တွေက action verb နဲ့ action verb ကနေ verb to be ပြောင်းတာလေးကိုပြောချင်ပါတယ်အဲ့တော့ဒီပထမဆုံးကကျွန်တော်တို့က action verb ဆိုတာဘာလဲဆိုရင်ဒီ action verb ဆိုတာစာကြောင်းထဲမှာရှိတဲ့ verb ပေါ့နော်အဲ့ verb က main verb ကအဲ့ဒီ main verb ကို noun ပြောင်းလို့ရတဲ့ verb တွေကို action verb လို့ခေါ်တာပေါ့ဒီမှာကျွန်တော် example ထဲမှာသွားကြည့်အောင်အခုကတော့ဒီမှာစာကြောင်းထဲမှာရှိတဲ့ဒီ action verb ကိုစာကြောင်းထဲမှာ verb ရှိတယ် main verb ရှိတယ်အဲ့ action verb ကို noun ဖြစ်အောင်ပြောင်းမယ် noun ကဘယ်လို noun ဖြစ်အောင်ပြောင်းမှာလဲဆိုတော့ပြောင်းလိုက်တဲ့ noun ကလူဖြစ်ရမယ် person ဖြစ်သွားရမယ် person ဖြစ်သွားပြီးရင်အရှိမ a သို့မဟုတ် a ရန်ခံမယ်ပြီးရင်ဒီမှာ degree 2လာမယ် degree 2လာပြီးလို့ရှိရင်အဲ့ဒီ action verb ကိုပြောင်းလိုက်တဲ့ noun ကိုဒီမှာပြန်ရေးမယ်ဒါဆိုလို့ရှိရင်ဘယ်လိုပုံစံဖြစ်သွားမှာလဲဆိုတော့ a သို့မဟုတ် a ရဲ့ degree 2လာမယ်ပြီးရင် noun ဒီပုံစံလေးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ main verb အနေနဲ့ကြတော့အဲ့ဒီမှာ action verb ပြောင်းပြီးဒီမှာ noun ဖြစ်သွားတဲ့အချိန်မှာနောက်တစ်ချောင်းမှာ main verb အနေနဲ့ကြတော့ဘာကိုပြန်သုံးမှာလဲဆိုတော့ verb to be ကိုပြန်သုံးမယ် verb to be ကအရှိရ subject ကိုကြည့်ပြီးတော့သူနဲ့တင့်တော်လို့ is ဆိုရင် is are သို့မဟုတ် was were ပေါ့နော်ဒီလိုတစ်ခုခုကိုပြန်သုံးပေးရမယ်ဒါဆိုရင်ဒီမှာကျွန်တော် example လေးနဲ့ချက်ပြန်ရှင်းလိုက်ပါမယ်Number 1 he was better than his assistant သူက was အလုပ်လုပ်တယ် better ပိုကောင်းအောင်လုပ်လုပ်တယ် than ထက်ကို his assistant သူ့ရဲ့လက်ထောက်ထက်ပိုကောင်းအောင်လုပ်လုပ်တယ်ဟုတ်ပြီအဲ့မှာဒီမှာဆိုရင် action verb ဆိုတာဘာကိုပြောရလဲဆိုတော့ DWORK ရဲ့ was ကိုပြောတာဖြစ်ပါတယ် action verb ဘာလို့လဲဆိုတော့သူကဒီနေရာမှာ verb ပေါ့နော်သူ့ကို noun ပြောင်းလို့ရတယ်အဲ့ဒီ noun ပြောင်းလို့ရတယ်အဲ့ဒီ noun ကလည်းလူဖြစ်အောင်ပြောင်းလို့ရတယ်အဲ့ဒါမျိုးကိုကျွန်တော်တို့ action verb လို့ခေါ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီစာကြောင်းကိုကြည့်လိုက်တော့ဒီမှာက degree 2ပေါ့နော် better than ဒါကိုကျွန်တော် degree form ကိုဒီတိုင်းပဲထားမှာမပြောင်းဘူးဘာဝဲပြောင်းမှာလဲဆိုတော့ဒီ verb ကို noun ဖြစ်အောင်ပြောင်းမယ်ပြီးရင် degree 2နဲ့တွဲမယ်တွဲပြီးရင်ရှေ့မှာသူနဲ့တင့်တော်တဲ့ article လေး a သို့မဟုတ် an လေးထည့်ပေးမယ်ပေါ့နော် article a ဒီမှာကြတော့verb degree ပေါ့နော် degree က adjective degree ကိုကြည့်လိုက်တဲ့အခါကျတော့ verb ဖြစ်တဲ့ကြောင့်မို့လို့သူနဲ့တင့်တော်တဲ့ a လေးကိုသုံးမယ်ပြီးတော့ work ဆိုတဲ့ DWORK ရဲ့ work ဆိုတဲ့ verb ကိုဗာပြောင်းမလဲဆိုတော့လူဖြစ်သွားအောင် WORK ကြီးက work ဟာအလုပ်သမားပေါ့နော်အလုပ်သမားလို့ပြောရင်ဒီမှာ work တုံးကအလုပ်လုပ်သည် work ကကျတော့အလုပ်သမားဖြစ်သွားပြီ noun လည်းဖြစ်တယ်သူကလူလည်းဖြစ်တယ်အဲ့ဒီပုံစံလေးပြောင်းပြရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီကောင်ကို action verb ကိုလူဖြစ်အောင်ပြောင်းမယ်ပြီးရင် degree နဲ့တွဲမယ်တွဲပြီးရင်တင့်တော်တဲ့ article လေးထည့်ပေးမယ်အဲ့ဒီပုံစံဖြစ်သွားမယ်ဒါဆိုရင်သူ့အဖြေလေးကဘယ်လိုဖြစ်သွားမလဲဆိုရင် he is a better worker than his assistant ဒီမှာကဒီမှာ main verb အနေနဲ့ is ကလေးကိုသုံးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာ he က singular number အနည်းကိန်းမို့လို့ is ကိုသုံးလိုက်တယ်သူ့ကိုကြည့်လိုက်တော့ဒီမှာ verb 1လေ verb 1ဆိုတော့မှ is ကိုသုံးတယ်ဒီညရော verb 2ဆိုရင်တော့ was ကိုသုံးပါပေါ့ပြီးရင် degree 2ပြီးမှာ better ပေါ့နော်သူ့ကိုဒီမှာ degree 2ကဒီတိုင်းပြန်သုံးပါသူ့ဟာဒီမှာ WORK work ကလူဖြစ်အောင်ပြောင်းလိုက်တာ worker ဆိုတော့ better worker အဲ့လိုဖြစ်သွားရောအဲ့ဆို better ကကြတော့ရိုးရိုးပဲဆိုတော့ a သုံးမယ်အဲ့ဆို a better worker ဒီတိုင်းပဲ degree ကတော့မပြောင်းဘူးဒီကောင်လည်းမေးခွန်းမှာလည်းဒီကောင်ကလည်း degree 2ပဲအောက်ကကောင်ကလည်း degree 2ပဲဘာပဲပြောင်းသွားလဲဆိုတော့အဲ့ဒီ main verb ကနေဒီ action verb ကနေပြီးတော့မှဒီမှာ noun person ဖြစ်အောင်ပဲပြောင်းသွားတာပေါ့နော်ဒါဆိုရင်သူ့ရဲ့ဖြေက he is a better worker than his assistant ဒီပုံစံလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော် exercise လေးကိုချက်သွားကြည့်အောင် Number 1 Coco writes better than any of his classmates Coco က write စာရေးတယ် better ပိုကောင်းတယ် than ထက်ကို any of his classmates သူ့ရဲ့အတန်းဖော်တွေထက်ပိုကောင်းအောင်ရေးတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီ write ရဲ့ action verb ဖြစ်တယ် writer ကိုပြောင်းပြရမယ် writer စာရေးသူပေါ့နော်ပြီးရင် better နဲ့တွဲမယ် better ဒီကောင်ဒီလိုပြန်ပို့လိုက်တယ်ပေါ့နော် better writer အဲ့လည်းအခုလည်း a ကိုပဲသုံးမယ်ဒါဆိုရင်သူ့ကဒီမှာ verb 1ဆိုတော့သူ့ရဲ့ main verb အနေနဲ့ is ကိုပဲသုံးမယ်ဒါဆိုရင်သူ့အဖြေလေးက Coco is a better worker or writer than any of his classmates ဒီလိုလေးဖြစ်သွားပါမယ် Okay next one number 2မြplays tennis better than Momo မြက plays ကစားတယ် tennis ကို better than Momo ထက်ပိုကောင်းအောင်ကစားတယ်
အဲ့ဆိုရင်ဒီမှာ play ဆိုတဲ့ verb ကိုသူ့ရဲ့ဒီမှာ noun person ဖြစ်တဲ့ player ကိုပြောင်းမယ် tennis play better ဆို better tennis ဒီကောင်ကဒီဘက်ရောက်သွားမှာနော် player ဒီဘက်ရောက်သွားမယ်အဲ့လိုလေးပြန်ပြောင်းမယ်အဲ့ဆိုရင် plays tennis better ကို better tennis player အဲ့လိုဖြစ်အောင်ပြောင်းပေးရမယ်ပြီးတော့သူလည်း A ပဲထည့်မယ်ဒါဆိုရင်အဖြေကမြ is a better tennis player than Momo မြက Momo တက်ကိုပိုးတော်တဲ့ tennis ကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့ Okay next one number 3 Kocho drives more carefully than his brother Kocho က drive မောင်းတယ် more carefully view side ဆိုတာမောင်းတယ် than his brother သူ့ရဲ့အကိုထက်ဒါမှမဟုတ်သူ့ရဲ့ညီထက်ပေါ့နော် view side ဆိုတာပို့ပြီးတော့မောင်းတယ်ဒါဆိုရင်ဒီ drives ကိုရဲ့ verb ကို driver ဖြစ်အောင်ပြောင်းမယ်ညီမဒီကောင်က verb မို့လို့ဒီမှာနော်ဒီမှာ carefully adverb သုံးထားတာအဲ့ခါကျတော့ကျွန်တော် driver ကိုနောင်းဖြစ်သွားတာကြောင့်မလို့သူ့ကို carefully နဲ့ပြန်တွဲလို့မရဘူးသူ့ကိုကျတော့ adjective ကိုပြန်ပြောင်းပေးရမှာပေါ့နော်ဒီကောင်က adverb အခုကကျတော့verb ကိုအထူးပြုတာမို့လို့ adverb ဒီမှာဒီကောင် noun နဲ့တွဲမယ်ဒီကောင် noun နဲ့တွဲမယ်ဆိုလို့ရှိရင်သူကကျတော့ဒီမှာ adverb မရတော့ adjective ကိုပြန်ပြောင်းပေးရမယ်အဲ့ဒါဆိုရင် more careful line ကို line လေးကိုဖြုတ်လိုက်မယ် more careful driver ဖြစ်သွားမယ်အဲ့ဒါဆိုရှင်းမှာ A ထည့်မယ်ဒါဆိုရင်သူ့အဖြေက Kocho is a more careful driver than his brother ကိုချိုကသူ့ကိုထက်ကိုပိုပြီး view side မောင်းတတ်တဲ့ကားမောင်းသမား driver တစ်ယောက်ဖြစ်တယ် Okay number 4 she sings louder than her friend သူမတချင်းဆိုရယ် louder ပို့ပြီးတော့ကျဲလောင်ချင်းဆိုရယ် than her friend သူမရဲ့တငယ်ချင်းထက်ကိုဒါဆိုရင်ဒီမှာ sings လေးကိုကျွန်တော်တို့ဒီမှာလူဖြစ်သွားအောင် sing ကပြောင်းလိုက်မယ်မ Laura ဒီကောင်လေးကိုဒီအရှိကိုပို့မယ်ပြီးရင်ဒီကောင်ကိုနောင်းပြောင်းမယ်ပေါ့နော် Laura Singer အဲ့လိုဖြစ်သွားမယ်အဲ့ဆိုအရှိမ A ထဲမယ် Laura Singer အဲ့ဆိုအဖြေက she is a Laura Singer than her friend ဒီမှာလဲ part 1ဆိုတော့ is ပဲသုံးမယ်ဒီမှာလဲ is အပေါ်မှာလဲ is ပဲသုံးခဲ့ရလေးပေါ့နော်ဒီလိုလေးရှိပါတယ် Okay number 5ကိုကြည့်အောင်မင်း was quicker than မင်းကအလုပ်လုပ်တယ် quicker ပို့ပြီးတော့မြန်တယ် than ထက်ကိုပိုမြန်တယ်ဒါဆိုရင် was ကို worker ပြောင်းမယ်ဒီ quicker လေးကိုကြတော့ဒီ worker ရဲ့အရှိမထည့်ပေးမယ်ပေါ့နော်အဲ့ဒါ quicker worker အရှိမ A ထည့်မယ်ဒါလည်း power မို့လို့s ပါတယ် was ပါဒီကောင်လေးက power မို့လို့ is ကိုပဲသုံးမယ်အဲ့ဒါဆိုအဖြေကမင်း is a quicker worker than မင်းအောင်ထက်ကိုပို့ပြီးတော့မြန်တဲ့အလုပ်သမားတစ်ယောက်ဖြစ်တယ် Okay number 6 Koso shows better than Komo ကိုဆိုးကပြစ်တာပေါ့နော်ပြစ်တာတော့ shoot ဆိုတာပြစ်တာတော့များပြစ်တာတော့လေးပြစ်တာတော့ရတယ်ပေါ့နော်ကိုမိုးထက်ကိုနော်များပြစ်တယ်နောက်တစ်ခါတင်တဲ့ပြစ်တာလည်းရပါတယ် shoot နောက်တင်တဲ့ပြစ်တာပိုကောင်းတယ်ပေါ့အဲ့ဆိုရင်shoot ကိုကြတော့ကျွန်တော်တို့မှာ ER ထည့်လို့မရတော့ shooter မဟုတ်တော့သူ့ရဲ့လူပုံစံ noun person လေးကတော့ SAOD short ပေါ့နော်အဲ့မဲ့ better short ဒီမှာလည်း power မလို့ is ကိုပဲသုံးမယ်အဲ့ဆိုအဖြေက Koso is a better shot than Komo ကိုဆိုးကကိုမိုးထက်ကိုများပြစ်တာတော့မတင်တဲ့ပြစ်တာပိုကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်ပေါ့နော်အပြစ်သမားတစ်ယောက်ဖြစ်တယ်ပေါ့အဲ့ဆိုရင်နံပါတ်7ကိုကြည့်အောင် Older people think more deeply than younger people Older people လူကြီးတွေကတွေးတယ် more deeply ပို့ပြီးတော့မှနက်နဲ့တွေးတယ် than younger people လူငယ်တွေထက်ပေါ့နော်အဲ့ဆိုဒီမှာကျတော့အများကြီးဖြစ်သွားပြီ older people အဲ့ဆိုရင်ဒီ think ကိုနောင်ဖြစ်အောင်ပြောင်းနေဆိုရင်အများကြီးဖြစ်အောင် s ထည့်ပြောင်းအောင် think more deeply ဒီကောင်ကလည်းအဲ့လိုပဲဒီကောင်က adverb ကဒီအရှိက verb ကိုအထူးပြုတာမို့လို့ adverb ဖြစ်နေတာအဲ့တော့သူ့ကိုဒီမှာ noun နဲ့တွဲမှာဖြစ်တဲ့ဆိုတော့သူ့ကိုလည်းအဲ့လိုပဲmore deeply ဒီမှာတော့deeper ပြောင်းလဲရတာပေါ့လေနော် more deeply ကိုမဟုတ်ဘဲနဲ့ adjective နဲ့ deeper ပြောင်းလဲရတယ်အဲ့တော့ဒီမှာကျတော့ OB ပဲအများကြီးဖြစ်သွားကြမလို့ is မသုံးတော့ဘူး R သုံးမယ်ဒါဆိုရင်သူ့ရဲ့အဖြေလေးကOld people are deeper thinkers than younger people လူကြီးတွေကလူငယ်တွေထက်ကိုပိုပြီးနည်းနည်းတွေ့ရတဲ့သူတွေဖြစ်တယ်ဒီမှာလေးက more deeply ဒီမှာကျတော့ adverb မို့လို့ more နဲ့တွဲပြီး deeply လောက်ထားတာဒီမှာ noun နဲ့တွဲမယ်ဆိုတော့ခါကျတော့ဒါလေးကိုကျွန်တော်တို့က adjective လေးပြောင်းလိုက်မယ်သင်္ကာမှာ s ထည့်ထားတဲ့အတွက်ကြောင့်မလို့ဒီမှာ r သုံးမယ် s ထည့်ထားတာဖြစ်တဲ့ကြောင့်မလို့ဒီ noun မှာ s ထည့်ထားတာဖြစ်တဲ့ကြောင့်မလို့ဒီရှေ့မှာ a တို့ an တို့မထည့်တော့ပါဘူး Okay number 8 Toto studies more carefully than his younger brother
တူကလေ့လာတယ် more carefully ပိုပြီး view site ဆိုတာလေ့လာတယ် then his younger brother သူ့ရဲ့ညီထက်ပေါ့နော်အဲ့ဒါခါကျတော့ကျွန်တော်တို့မှာ study ကို noun person ဖြစ်သွားအောင် student ပြောင်းမယ်ဒီမှာလည်းလို့ပဲ carefully ကိုသူကအရှိရ verb ကိုအထူးပြုတာမလို့ adverb ဖြစ်နေတာဒီကောင် noun နဲ့တွဲမယ်ဆိုရင်တော့သူ့ကို adjective ပြောင်းပေးရမယ်အဲ့ဆိုရင်အဖြေက Toto is a more careful student than his younger brother တူကသူ့ရဲ့ညီထက်ပိုပြီးတော့ view site လေ့လာတဲ့ကျောင်းသားတစ်ယောက်ဖြစ်တယ်အဲဒီလိုလေးရေးလို့ရပါတယ် Okay number 9 Yin runs faster than her sister Yin ကသူ့မထက်ပိုပြီးမြန်ပြေးတယ်ဒီမှာ runs ကို runner fast ကိုရှေ့ကိုပို့လိုက်မယ် faster runner ပေါ့နော်အစင်မနောက်တစ်ခုကverb to be is တုံးမယ် a ထဲမယ်အဲ့ဒါဆိုအဖြေက Yin is a faster runner than her sister ဒီမှာဆိုရင် a faster runner ဖြစ်မယ်ဒီမှာ verb to be အနေနဲ့ is ကိုသုံးလိုက်မယ် Okay number 10 Dolly goes better than mother Dolly ကအမေထက်ဟင်းချက်တာပိုကောင်းတယ်အဲ့ဆိုရင်ဒါလေး course ကလည်းလို့ COKS course ရဲ့မှာဒီ sorry သူ့ရဲ့ noun ပေါ့နော် noun person လေးကကိုကာမဟုတ်ဘူးကိုကာဆိုလို့ရှိရင် COK ရဲ့ကိုကာလည်းထမင်းပေါင်းတွေပါဖြစ်သွားမယ်ချက်ပြုတ်သူဆိုလို့ရှိရင်လည်းကျွန်တော်ဒီနေရာမှာ COK cook လို့ပဲခေါ်တာအဲ့ဆိုရင်ဒီ better လေးကိုရှေ့ကိုပို့လိုက်တာ better cook ပေါ့နော်အဲ့ဒါပြီးရင်ဒီမှာ is ပဲထည့်မယ်အဲ့ဆိုရင်အဖြေက Dolly is a better cook than mother ဒီမှာဆိုရင်ဒီမှာလည်း is ပဲသုံးပါမယ် Dolly ဟာအမေထက်ကိုဟင်းချက်ကောင်းတယ်ပို့ပြီးတော့ချက်ပြုတ်ကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်ဒါလေးကတော့ဒါ action verb ကနေပြီးတော့မှကျွန်တော်တို့ noun ပေါ့နော် noun person ဖြစ်အောင်ပြောင်းပြီးတော့ adjective နဲ့ပြန်တွဲတယ်ဒီအရှိမ a တို့မဟုတ် an လေးထည့်တဲ့ပုံစံလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါသင်ခန်းစာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်